solid work ကိုသုံးပြီးတော့ဒီကောင် design ဆွဲတော့ပြမယ်နော်ဒီကောင်ရဲ့ length က118 mm ရှိတယ် width က44 mm ရှိတယ်ကျွန်တော်တို့ဒီအောက်ခြေ base ကိုအရင် design ဆွဲပါနော် solid work ထဲမှာကျွန်တော်ဆွဲထားတာနော်အဲ့တော့ကျွန်တော်တို့ကစအနေပြန်ဆွဲမယ်စအနေပြန်ဆွဲဖို့ဆိုလို့ရှိရင်ဒီအောင်နော်ကျွန်တော်က delete နေလိုက်နော်ဒီအောင်ဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော်တို့အောက်ခြေမျက်နှာပြင်ထုတ်ဖို့အတွက် H2 box feature ရဲ့ H2 box ပြရွေးမယ် in top plane select မယ်နော်ပြီးလို့ရှိရင်ဒီကောင်ကို center rectangle သုံးမယ် center rectangle တစ်လုံးဆွဲမယ်ပြီးလို့ရှိရင် circle set နော် circle ကိုကျွန်တော်တို့က parameter circle သုံးမယ်ဒီနဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ dimension ကဒီကောင်က118 mm နော်ပြီးရင်ဒီကောင်ရဲ့ dimension က44 mm ပြီးရင် finish တစ်ချက်နဲ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကရဲ့ဒီမျက်နှာပြင်ရောသူက H2 တင်မယ်ပေါ့နော်သူရဲ့ 2 ကကျတော့16 လို့ရှိရယ်အဲ့တော့ဒီထဲမှာ16 mm ဆိုပြီးရိုက်လိုက်ရတယ်နော်ပြီးရင်အမှန်ကြီးကိုတစ်ချက်နဲ့ဒါဆိုလို့ရှိရင်ဒီပုံပေါ်ဘာလို့မလဲဆိုတော့ကျွန်တော်တို့ဒီမှာ slot ပေါက်မယ် slot ကlength က24 mm width က16 mm ရှိရမှာနော်24 16အဲ့တော့ slot ပေါက်မယ်ဆိုတော့ H2 ကတ်ကိုသွားမယ်အဲ့နဲ့ပြန် select မှတ်မယ်ပြီးရင် slot ချက်ရွေးရတာကျွန်တော် reference point ရှာမယ်ဒီကနေဒီကောင်ရဲ့ dimension က24 by 16 24ပြီးရင်ဒီကောင် dimension ကဒီကောင်16ဆိုတာအစဆုံးပေါ့နော်ကျွန်တော်တို့က radius နဲ့ဆိုလို့ရှိရင်ဒီကောင်က8ဖြစ်ပြီးရင် finish ကိုတစ်ချက်နှိပ်လိုက်မယ်အဲဆိုလို့ရှိရင်မျက်နှာပြင်ပေါက်ဖို့အတွက်တက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးအောက်ဆန်နှစ်ခုထည့်မယ်ဒီဘေးကနှစ်ခုဆိုနော်ဒီကောင်က40ဒီကောင်က48 40 48ပြီးလို့ရှိရင် circuit တစ်လုံးဆွဲမယ်ပေါ့နော်ပြီးရင်အတွင်းနဲ့အောက် circuit က20 mm ပေါ့နော်40 48 20အဲ့တော့ solid work ထဲမှာကျွန်တော်တို့ H2 box speed ကိုရွေးမယ်ဒီမျက်နှာပြင်ကို select မှတ်မယ်ပြီးရင်corner rectangle ကိုသုံးမယ်ဒီကောင် rectangle တစ်လုံးဆွဲမယ်ပေါ့နော်ဒီ dimension တက်မယ်ဒီကောင်က48ပြီးလို့ရှိရင်ဒီထိပ်ကနေအောက်ခြေထိက40ပြီးရင် circle ကကျွန်တော်တို့ center point ရပြီဆိုတော့နော်ဒီနောက်တဲ့ circle တစ်လုံးကအတွင်းထဲမှာ diameter 20ပေါ့နော် start dimension 20ပြီးရင် finish ကိုတစ်ချက်နှိပ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကိုသွားမလားဟိုဘက်သွားမလားဆိုရွေးလို့ရတယ်ပေါ့နော်အဲ့ဒါကို select မှတ်မယ်ပြီးရင် direction ကိုချိန်မယ်ဆိုလို့ရှိရင်တစ်ချက်နှိပ်အဲ direction ကိုချိန်လိုက်နော်ဒီကောင်ရဲ့ thickness က12 mm ရှိရယ်အဲ့တော့ဒီထဲမှာ12 mm အတက်ခောက်လိုက်နော်အဲဆိုရပြီ finish ကိုတစ်ချက်နှိပ်လိုက်ရင်ဒီလိုပုံစံပေါ်လာမှာနော်ပြီးရင်သူကဘာပါလဲဆိုတော့ဒီနောက်မှာ fillet လေးတွေပါတယ် fillet တောင်ကျိုးလေးတွေပါတယ်ပေါ့နော်အဲကောင်ရဲ့ fillet က radius 2အဲ့တော့ fillet ကိုသွားပြီးရင် fillet မှတ်ခြင်းတဲ့ဥစ္စာကိုတစ်ချက်နှိပ်ပြီးရင် open နဲ့နော်အဲဆို fillet လေးပါလာပြီပြီးရင်ဒီနှစ်ခုကတူတယ်ပေါ့နော်တူတယ်ဆိုတော့ mirror ပွားမယ်ဆိုလို့ရှိရင်mirror ကိုရွှေပြီဆိုတော့ ਨੇ mirror plane ကိုကျွန်တော်တို့က front plane ကိုရွှေ့မယ်ပြီးလို့ရှိရင်ဒီကောင်ထပ်ရွေးလိုက်ပေါ့နော်mirror plane features to mirror မှာဒီကောင်ထပ်ရွေးလိုက်ရင် finish ကိုနှိပ်လိုက်တာ ਨੇ ဟိုဘက်ဒီဘက်နှစ်ခုစလုံးပေါ်လာပြီပေါ့နော်